Okay ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဒါ original ခေတ်ချစ်ပကြီးလေးကြပါပြီ Okay မင်္ဂလာပါကျွန်တော်တို့ Thomas နေလင်းဖြစ်ပါတယ်ဒီဗီဒီယိုကဒုတိယပုံမြောက် Photoshop tutorial ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ပုံတွေကို Photoshop မှာပါတဲ့ preset နဲ့ခဲချစ်ပကြီးလောက်တာမဟုတ်ပဲနဲ့ Photoshop မှာအစင်းစင်းလုံးမှာခဲချစ်ပကြီးလောက်တဲ့ပုံစံလေးဖြစ်ပါတယ်အရန်လွယ်တဲ့သင်ခန်းစာဖြစ်ပါတယ် Okay ကျွန်တော်တို့ Photoshop ထဲဝင်ပါနော်ဆိုတော့ကျွန်တော်ပုံလေးတစ်ပုံကိုကျွန်တော်တို့အရင်ဖွင့်လိုက်မယ်ဖြစ်နိုင်ရင်တော့ဒီပုံထဲမှာလို့ပေါ့နော်ဒါကျွန်တော်တမီးရဲ့ပုံထဲမှာလို့ပဲ background ကအဖြူရောင်ဖြစ်နေတယ်ဆိုရင်ပို့ပြီးတော့ခက်ချစ်ပကြီးလောက်ရတာပိုအဆင်ပြေပါတယ်နောက်ပြီးတော့ဒီလိုစပင် shader တွေဆိုရင်ပိုလှတယ်ပေါ့နော် Okay ကျွန်တော်ပထမဆုံးဒီပုံကိုဖွင့်လိုက်ပြီကျွန်တော်ဒီမှာ layer မှာဟိုညာဘက်ထောက် layer မှာ right click နှိပ်မယ် duplicate layer ဆိုပြီးတော့အဲ့ဒါလေးနှိပ်လိုက်ဘာဖြစ်လဲဆိုတော့ကျွန်တော်ပုံတစ်ပုံကိုလှုပ်တိုင်း original ပုံကိုထားပြီးတော့ကျွန်တော်တို့ duplicate လုပ်တော့ duplicate ပုံကိုပြန်သုံးတာဖြစ်တယ်ပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ပဲနဲ့ duplicate မလုပ်ချင်ပဲနဲ့မလုပ်မလဲဆိုတော့ဒီမှာ select မှတ်ပြီးတော့ control J နှိပ်နေရပါတယ်အတူတူပါပဲ duplicate လုပ်ထားတဲ့ layer ကို select မှတ်မယ်ပြီးဟိုအပေါ်မှာ filter ဆိုတာရှိတယ် filter မှာ stylize ဆိုတာရှိတယ်ပြီးမှ white paint အဲ့လေးရွေးလိုက် white paint မှာရွေးလိုက်တဲ့အခါကျရင်ဒီမှာကျွန်တော်လှုပ်ထားပြီးသားမလို့ပေါ့နော်ဖြစ်နိုင်တယ်ဒီမှာ stylization ဆိုတာကိုအဆုံးနှစ်တင်လိုက်ပေါ့နော်ပြီးကြတာနည်းနည်းဟိုနည်းနည်းဒီနည်းနည်းညှိလိုက်အောင်ပေါ့နော်အကောင်လေးကိုထားထားပြီးရင် okay လေးတစ်ချက်နှိပ်လိုက်တစ်ချက်နောက်တစ်ချက်ကဘာလုပ်မလဲဆိုရင် image ထက်ကိုဝင်မယ် image ထက်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ shadow highlight ဆိုတဲ့ဟာကိုယူလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘာလို့ဒီမှာ shadow ကိုအဆုံးနှစ်တင်နေမယ်ဘာလို့ဒီ shadow highlight ကိုသုံးတယ်လဲဆိုတော့ဒီမှာစပင်းလေးလေအဲ့လိုမျိုးအမြောင်းလိုက်အချောင်းလိုက်ပူပေါ့ကျွန်တော်လောက်တာဖြစ်တယ်ပြီးရင်အကုန်တင်လိုက်အကုန်မတင်ချင်အရမ်းများရင်လည်း short လိုက်ပေါ့နော်ပြီးရင် highlight ကိုလိုလိုပြန်ညှိလိုက်အရမ်းများသွားရင်လည်းအဆင်မပြေဘူးဒီမှာရှိတဲ့ clear ကတော့ဒီပုံစံနဲ့ဆိုရင်တော့တော်တော်ရုပ်ဆိုးနေပြီပေါ့နော်ဒါပြဿနာမရှိဘူး okay လေးနေလိုက်မယ်နောက်တစ်ဆင့်ကျွန်တော် image tag web ပြန်ဝင်ပြီးတော့ဘယ်သွားမလဲဆိုရင် image adjustment အောက်မှာဘယ်သွားမလဲဆိုတော့ဒီမှာ threshold ဆိုတာရှိတယ်ဒါနဲ့နေလိုက်အဲ့ဆိုရပြီဆိုတော့ okay နော်ဒီမှာ level လေးကို threshold level လေးဆက်နေကြည့်မယ်ဆိုတော့ကိုလိုချင်တဲ့အတိုင်းတာဆိုအရင်များသွားပြီဟုတ်ပြီနော်အတိအဲ့ဆိုဒါလည်းများတယ်အဓိကဒီ level တွေပါကြည့်လိုက်အဲ့ဆိုရပြီနော်ဒီမျက်လုံးတွေပေါ်မှာနှာခမ်းတွေပေါ်တယ်ဆိုရပြီအခုနည်းနည်းနေသွားတယ်ဒါလေးနည်းနည်းတင်လိုက်โอเคဒီလောက်ဆိုရပါပြီโอเคကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဒါ original ခေတ်ချစ်ပကြီးလေးကြပါပြီဒါတော့တရားနဲ့တရားအောင်မြင်တော့မတူပါဘူးတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะโอเคဒီဗီဒီယိုကိုစောအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် like နဲ့ share လေးလုပ်ပေးပါပါเนาะပြီးလေ့လာပါမသိရင်လည်းမေးပါပါเนาะကျွန်တော်လုပ်ထားတဲ့ဒီပုံနဲ့ကိုရှာထားတဲ့ပုံနဲ့လုပ်တဲ့အခါကျရင်ကျွန်တော်တို့ threshold level တွေပေါ့เนาะhighlight တွေအဲ့ဒါတစ်ခုနဲ့တစ်ခုကတတ်မှတ်တာချင်းတော့တူချင်မှတူမယ်တယောက်နဲ့တယောက်လောက်တာချင်းတူချင်မှတူမယ်ပြဿနာမရှိဘူးပုံပေါ်မှာမူတည်ပြီးတော့ကိုကအဲ့မှာလောက်ရမယ်ဟိုကျွန်တော်ရွေးတဲ့ပုံနဲ့ဒီမှာเนาะဒီအကိုတို့ညီတို့ညီမတွေရွေးတဲ့ပုံကဘာဖြစ်မလဲဆိုတော့ကျွန်တော်နဲ့မတူဘူးဆိုရင်လည်းပုံထွက်ချင်းတူချင်မှတူမယ်အဲကြောင့်အဆင်ပြေတယ်လို့ပုံထွက်တဲ့အခါကိုယ့်ကိုပြန်ညှိပါလို့เนาะအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ